အလုံးမမင်္ဂလာပါဒီနေ့သုံးသဘောချရတဲ့ပွဲစဉ်ကတော့ဘောရန်တင်းနဲ့မချက်စရာနဲ့တင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဘောရန်တင်းဟာဒီနေ့ရာသီငလန်ပြလီမှာနိုင်မယ်လို့လက်ရှိတော့တင်ပြီးဒီမှာတန်ဖိုးဒီကြရတဲ့လောက်ဖြစ်နေတယ်ဒီရဲ့ပြလီရာဒီကြတဲ့ပြန်ပြီးဒါပုံကြည့်လာခဲ့ပြီးမရအောင်လည်းမြန်သေးပါဘူးလေဝန်တန်းနဲ့သာသသားခဲ့မယ်ဆိုရင်ဘောရန်တင်းဟာပြလီစနစ်တကူရှိမလို့သာပြောတော့မှာဖြစ်ပါတယ်ဘောရန်တင်းဟာပြီးခဲ့တဲ့ရာသီကအသင်းမှာအကူရတဲ့ရာဘီယာကွန်ညာရန်ဒိုတီတို့လိုဒီကကစားသမားများသူကိုလက်လွတ်ခဲ့ရပြီးအောင်လာတဲ့ဖြစ်တည်မှုတွေပြုနိုင်ခဲ့တဲ့ဘော်တန်တင်ဟာတော်တော်ဆိုးဝါးနေဖြစ်ခဲ့ရတာပါဒီပြတဲ့အနေနဲ့လည်းဒီခက်ခဲကိုကြော်လာပြီးခက်ခဲတဲ့ပြင်းပြလိမှာရှင်းချနိုင်မှမလားဆိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ရင်းတဲ့တင်ဘက်ကိုချက်သွားရအောင်ပါရင်းတဲ့တင်ဟာဒီရာသီချွတ်ချမ်းတည်ငြိမ်သုံးတင်လို့တောင်ပြောမလို့ဖြစ်နေပါပြီခန်းစစ်သုံးအောင်တန်းနဲ့အတင်းရဲ့နောက်တန်းဟာမကြခဏမားတွေမြင့်နေရပြီးဂိုးတွေခွင့်ပြုပေးနေခဲ့ရတာပါကျလက်တဲ့ခန်းစစ်ကိုမလီဆောင်နိုင်ခဲ့ရင်တော့အတင်းဟာပလိုင်းပေါင်းနဲ့ဖောက်ကောက်နေရသလိုဖြစ်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်ကိုပြင်ဆိုင်မှုပြင်းထန်လာတဲ့ပြင်းပြလီဟာချန်ပီယံလိဝင်ခွင့်အတွက်တော့ရင်ခုန်နေရတဲ့ဖြစ်ပါတယ်။မက်ကွာမှုကျင်းမြောင်းလာတဲ့တိုက်တယ်တွေမှာ United တို့ပြန်လည်ရရှိလာတော့မလားဆိုတာဒီနေ့ပွဲဟာအဖြစ်ဖြစ်ပါတယ်။စင်မြန်ကြီးတို့အကြမှာ United တို့မှတ်ရအောင်နိုင်မလားဆိုတော့စောင့်ကြည့်ရပါဦးမယ်။ခေါင်းကြီးနဲ့ဇာတန်ဖန်မိုင်းလေးတို့ကလွှဲရင်လူဆုံးပါဝင်လာမဲ့ United တို့ဟာရေးပါတဲ့ပွဲမှာမှတ်ရအောင်နိုင်ဖို့ကြိုးစားလာမှာဖြစ်ပါတယ်။တောင်းတဲ့ချက်အနေနဲ့ကတော့ရာသီကုန်မှာတမ်းစင်ရဖို့ရေးကျလက်တဲ့ခန်းစစ်နဲ့အကုံထုတ်လာမဲ့ဘော်ဒန်တင်းနဲ့တိုက်တယ်တွေမှာနေရာပြန်ရဖို့မရအောင်ယူကြမဲ့ United တို့ဆုံမဲ့ပွဲမှာဂွာနာဟာအကောင်းဆုံးယူကဖြစ်လာမှာပါ